ကျွန်တော်ဒီနေ့ကဒီ micromine ရဲ့ဒီ part 1ပေါ့နော် part 1အနေနဲ့ကျွန်တော်ရှင်းပြချင်တာလေးရှိတယ်။အဲ့ဒါပါလဲဆိုတော့ဒီ micromine 11ပေါ့ကျွန်တော်တို့မှာဒီလောလောဆယ် crack အနေနဲ့ရနိုင်တာဒီ micromine မှာပေါ့နော်ဒီဟွာအနေနဲ့ပဲဒီ micromine 11ကိုပဲကျွန်တော်တို့ကရနိုင်သေးတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီရှေ့ပါဗီဒီယိုမှာလည်းကျွန်တော်ပြထားတာရှိရပါတော့ဒီဘယ်နည်းကဘယ်လိုဒီကောင် install လုပ်မလဲဆိုတဲ့ဟာကိုပြထားပြီးသားရှိရပါတော့အဲ့တော့ကျွန်တော်တို့ကဒီ version ကပဲကျွန်တော်တို့လောလောဆယ် internet ပေါ်မှာဟို crack နေနေဒါပဲရနိုင်သေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါပဲလောလောဆယ်အသုံးပြုအောင်အဲ့မှာကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီ security key expire in 0 days ဆိုပြီးပေါ့နေဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကိုအသုံးပြုလို့ရတယ်နော်အသုံးပြုလို့ရတယ်ဆိုပေမဲ့တချို့တော့limitation လေးတွေလည်းရှိနေအောင်အသုံးပြုရင်းနဲ့ဒါတဖြည်းဖြည်းချင်းတည်လာမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ micromine ကိုစပြီးတော့တည်ဆောက်မယ်ဆိုလို့ရှိရင်အရင်ဆုံးအရေးကြီးတာဒီ project ပေါ့နော် project file တခုတည်ဆောက်ပေါ့ဒီထဲမှာ project file တခုတည်ဆောက်မယ် project file တခုကိုကျွန်တော်တို့ကမတည်ဆောက်ခင်ဘာလုပ်သင့်လဲဆိုတော့ဒီကျွန်တော်တို့ဒီ technical detail ဆိုပြီးခွဲလိုက်တော့နော်ခွဲလိုက်ပြီးတော့ကျွန်တော်ဒီ micromine ဆိုတဲ့ဒီ photo တခုကိုကျွန်တော်ကဒီ DM မှာတော့စောက်လိုက်တယ်စောက်ပြီးသူ့ရဲ့သက်ဆိုင်ရာဒီ project တွေရဲ့သူ့ရဲ့သက်ဆိုင်ရာ data တွေဒါတွေကတော့ကျွန်တော် data တွေပေါ့နော်အဲသက်ဆိုင်ရာ project folder လေးလုပ်လိုက်တယ်ဒီကောင်တော့ကျွန်တော်ကဒါ training ပဲပေါ့နော် training လို့micromine training ဆိုပြီးတော့ကျွန်တော်ပေးလိုက်ပေါ့နော်micromine training ဆိုပြီးကျွန်တော်ပေးလိုက်အဲ့ကကျွန်တော်ရဲ့ဒါ training ပေါ့နော်အခုလုပ်မဲ့ project ရဲ့ဒါ training ပေါ့အဲ့တော့ဒီ training ထဲမှာပဲကျွန်တော် project file ကိုတွားပြီးတည်ဆောက်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုတည်ဆောက်မလဲဆိုတော့ file ရနေပြီးတော့မှသူကဒီအောက်ဆုံးနားလေးမှာ project ရှိရယ် project မှာသူကဒါကတော့ကျွန်တော်ကအစလုပ်ပြီးသားရှိနေလို့မလို့ဒါတွေအကုန်ပေါ်နေပါတော့ delete ဆိုတာဖြတ်ချင်ဖြတ်လို့ရမယ်မို့ရွှေ့တာ rename ပေးတာစသဖြင့်ပေးလို့ရပါတော့အဲ့မှာကျွန်တော် new နဲ့တကယ်တော့ခေါ်အောင်ပါဘောနော်အဲ့မှာစတာပဲဒီ crack version ရဲ့ပြဿနာဒီ new နဲ့ကျွန်တော်လုပ်လို့မရအောင်နော်ကျွန်တော်ဒီ computer ထဲမှာတော့ဒီ new နဲ့ project တခုကိုတည်ဆောက်လို့မရအောင်အဲ့တော့ကျွန်တော်ကဘာလုပ်တုံးဆိုတော့ဒီ attach ဆိုတဲ့ဟာနဲ့ပဲတည်ဆောက်ရတယ်နော်ကျွန်တော် computer ထဲမှာတော့မရဘူးဒါပေမဲ့တချို့သော computer တွေထဲမှာတော့ရနိုင်တယ်နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်လိုက်လဲဆို project name တခုပေးလိုက်ပါနော်training STH တော့အဲ့ငါ project က data တခုကိုကျွန်တော်ဒီ STH ဆိုတဲ့ project ရဲ့ data တခုကိုကျွန်တော်တို့ယူသုံးမှာဖြစ်တာပေါ့နော် STH လို့ပေးလိုက်တယ်ဒါပွင့်နေပြောတော့ကျွန်တော်ဆရာဦးစိုးလင်းဦးစီကနေပြီးရတဲ့ data တွေပေါ့နော်သူစီမှာလည်းကျွန်တော်တင်တဲ့သဘောမျိုးလေးသွားပြီးတော့တက်ပြီးတော့လောက်လာတဲ့အချက်လက်ကလေးကိုပြန်မျှဝေပေးတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒါကျွန်တော်အဲ့လိုပေးလိုက်တယ်ပေါ့နော်ပေးပြီးရတယ်ဒီဘက်မှာကျွန်တော်တို့ project part ကလေးတစ်ခုရှိတယ်အဲ့ project part ကိုကျွန်တော်တို့ project ရဲ့ကျွန်တော်တို့ခုနတိစောက်ထားတဲ့ folder ပေါ့အဲ့ဒီမှာကျွန်တော်တို့ကသွား save ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာ my data ရဲ့အောက်မှာကျွန်တော်ဒီ technical data ဆိုပြီးထားပြီးဒီမှာ micromine နဲ့ micromine ရဲ့အောက်ကနေမှကျွန်တော် micromine training ဆိုပြီးကျွန်တော်အဲ့ဒါလေး folder လေးထဲမှာကျွန်တော်သွားပြီးတော့ဒါလေးကိုတိစောက်လိုက်ပါနော်အဲ့မှာကျွန်တော်တို့ကအဲ့ဒီထဲမှာထပ်ပြီးတော့ micromine training ကိုကျွန်တော်ကဥမာနမူနာပြောပြရဆိုရင်နောက်ထပ်ပြီး folder set folder ကိုစောက်ချင်တယ်ဆိုရင်လည်းဒီကောင်လေးကို select လုပ်ပြီး make new folder လုပ်လိုက်တာ ਨੇ သူရဲ့အောက်မှာ set folder ရှိတယ်ဥမာကျွန်တော်က training တော့မှန်တယ်လား STH က data တွေကိုလုပ်လို့မှရှိဖြစ်တော့တယ် STH ဆိုကျွန်တော်ပေးလိုက်မယ်ပေးပြီးတော့ဒီကောင်ကိုကျွန်တော် STH ဆိုပြီးတော့ကျွန်တော် select လုပ်လိုက်တယ် okay နှိပ်လိုက်ပြီနော်ဒါလေးကိုဆွမ်းနာကျွန်တော်ဒီမှာလုပ်တော့သူက new folder လို့ပဲပေါ်နေအဲ့ဒါလေးသတိထားဖို့ပေါ့နော်ဒီလိုမပေါ်ရင်အပေါ်ကဟာလေးတစ်ချက်နေပြီးဒီမှာတစ်ချက်ပြန်နေတာနဲ့ STH ပေါ့နော်ဒီဟာလေးကို STH ဆိုတော့ကျွန်တော်ပေးထားတဲ့ folder ရဲ့ name ကိုဒီနေရာမှာပေါ်နေလို့လိုတယ် okay နှိပ်တယ်ပြီးတော့ training with STH data နော်ဒီ data တွေကတော့ဆရာဦးစိုးလင်းပေးထားတဲ့ data တွေပေါ့နော်အထူးသဖြင့်ဒါကြောင်မီသွေး project က data တွေ okay အဲ့တော့ကျွန်တော်တို့ဒါ okay နှိပ်လိုက်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့ဒီမှာကြည့်လိုက်လို့ရှိရင်ဒါ project ရဲ့ name ကပြောင်းသွားတယ်နော် training STH ဆိုပြီးပါတယ်နောက်ကကျွန်တော်ကဒီ description လေး title လေးပေးထားဆို training with STH data ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ဟောမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒါ project အသစ်တစ်ခုရောက်လာတယ်ဒီမှာကြည့်လိုက်လို့ရှိရင်ဆိုတော့ကျွန်တော်ဖွင့်ထားတဲ့ဟာ project အဟောင်းဆိုတော့ဒီမှာဒါတွေဘာမှမပါဘူးအခုပေါ်နေပါတော့အခုဒီကောင်းနေဆိုဘာမှကျွန်တော်တို့ကမပါတော့ဘူးအဲ့တော့အခုဒီ training မှာတော့ကျွန်တော်က
အဓိကပါပြခြင်းလဲဆိုတော့ဒီ Dre Who ရဲ့ဒီ points တွေပေါ့နော် points တွေကိုကျွန်တော်ဘယ်လိုတင်မလဲပေါ့နော်နောက်က project ရဲ့ limitation ရှိပါတော့ဒီကျွန်တော်တို့အဲ့ Dre Who တွေမှာထားမှာ pattern tree ထိုးထားတယ်ဆို pattern tree ကဘယ်လောက်အထိကျွန်တော်တို့ထိုးထားတယ်ပေါ့နော်အဲ့ဒါ project ရဲ့ area ပဲပေါ့ကျွန်တော်တို့ရဲ့study လုပ်ထားတဲ့ area ပဲအဲ့တော့ကျွန်တော်အဲ့ဒီဟာတခုကျွန်တော်တို့ကထည့်လိုက်ပါပေါ့နော်အရင်ဆုံး point အနေနဲ့ကျွန်တော်တို့ပြစ်ထည့်ကြည့်လိုက်မယ်ဒီ 3 point နော်အဲ့တော့ကျွန်တော်တို့ကဒီ point တွေကိုထည့်မယ်ဆိုလို့ရှိရင်အရင်ဆုံးသူကဘာလုပ်ရလဲဆိုတော့ဒီကနေခေါ်လို့ရှိရင်ဒီမှာကြည့်လိုက်ဘာမှဒီ data.dat file တွေမတွေ့ဘူးနော်သူကအဲ့မှာသူ့ရဲ့ဒီအမြဲတမ်းထည့်ရမယ်သဘောတရားရှိတခုရှိအဲ့ဒါဘာလဲဆိုတော့သူကအရင်ဆုံးဒီ file တစ်ခုအနေနဲ့ကျွန်တော်တို့ကတိစောက်ပြရတယ်နော်သူထဲမှာ file တစ်ခုအနေနဲ့အရင်ဆုံးတိစောက်ပြရ new file တစ်ခုနေနော် new file မှာဆိုတော့သူက.dat ရှိရ .survey file တွေရှိရ string file ရှိရ macro နဲ့ lookup ဆိုပြီးရှိရအဲ့တော့ကျွန်တော်တို့အဓိကတော့သိရမှာဒီ၃မျိုးပေါ့နော် data ဆိုတော့ဒီ data file တွေပေါ့အထူးသဖြင့် point တွေ line တွေ polygon တွေစသဖြင့်အဲ့အမျိုးတွေကိုကျွန်တော်တို့ကဒီမှာထည့်တယ်နောက်က survey နဲ့ပတ်သက်တဲ့ကောင်ဆို survey နဲ့ပတ်သက်တဲ့ chat တွေထည့်မယ် string ဆိုတဲ့ဟာကြတော့ကျွန်တော်တို့ဘယ်လိုပြောလဲ line လိုဟာမျိုးတွေဆွဲရဆိုရင်ဒါ string နေနဲ့ဆွဲတာပေါ့နော်အဲ့မျိုးတွေအကြမ်းမြင်လောလောဆယ်သိထားရတယ်အဲ့တော့ကျွန်တော်တို့ကအခုကလောလောဆယ်လုံးမှာ point တွေဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က point ကိုအရင်ဆုံးစပြီးတိဆောက်တော့ကျွန်တော်တို့ကဒီ Dre point လေးဆိုတာဒီ Dre collar တွေပဲပေါ့နော်ကျွန်တော်တို့ Dre hole တွေရဲ့ collar တွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့က Dre collar လို့ပြလိုက်တယ်ပေါ့မှာအဲ့ title ပါဆိုလဲကျွန်တော်တို့ကမဒါဆို diamond တွေဆိုရင်ဒီဟာကြီးone diamond Dre ဆိုကျွန်တော် diamond Dre လို့တခါရေးပေးခဲ့လိုက်နော်အဲ့ဒါကိုကျွန်တော်တို့ကဖွင့်လိုက်အဲ့တော့ Dre collar ကျွန်တော်တို့ကစပြီးတော့ထည့်လိုက်ပြီဆိုတော့ဒီမှာလဲသူက Dre collar ဆိုပြီး new ဆိုပြီး .dat format နေနဲ့လားအဲ့တော့ကျွန်တော်တို့ကအရင်ဆုံး fee name စပြီးပေးမယ်ဒါကRJS သမားတွေဆိုတည်ဒါနောက်က attribute ကိုရေးပေးနေရပဲเนาะဒီထည့်လိုက်မဲ့ point ရဲ့နောက်က attribute ကိုရေးပေးနေရပဲเนาะအဲ့တော့ whole id ပေါ့เนาะကျွန်တော်တို့ whole id ထည့်ရမယ်မဖြစ်မနေထည့်ရမယ်အဲ့မှာသူ c နဲ့ n ဆိုတာ n ဆိုတာ number ဟိုကောင်နဲ့ c က text ကိုညွှန်းတော့ပေါ့เนาะအဲ့တော့ကျွန်တော်တို့က whole id ဆိုတာအများသောအားဖြင့် text တွေနဲ့ပဲလာတာရှိတယ်ဒီမှာSTA01 ပေါ့နော်DD01 စသဖြင့်အဲ့လိုမျိုးတွေသူပေးပေးရရှိဆက်စလေးနောက်တစ်ခုကကျတော့အရှိပေးတာတည်းတိတ်မရှိတော့ကျွန်တော်တို့က14သုံးဝင်10လောက်ပေါ့နော်10လောက်ပြီးလိုက်မယ်နောက်က decimal ပါခြင်းနဲ့ပါခြင်းနဲ့ပေါ့ဆိုဒီချောင်း2ပေးခဲ့လိုက်မယ် OID ပြီးရင်ဒီကောင်ပါလာမယ် Easting လာမယ် Easting ကြတော့ Easting Northern ကြဒီကောင် number တွေဖြစ်ကုန်ပြီအဲ့တော့ဒီကောင်လည်းအများကြီးဒီကောင်ကြတော့ဒီချောင်း14လုံးလောက်ပေးခဲ့လိုက်မယ်ဒီကောင်2ပဲ decimal နှလုံးနဲ့ပဲဖြတ်မယ် Easting NORDHING Northern and ပေးမယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်14လောက်ပြီ sorry 14ဒီကောင်14ပဲပေးခဲ့မယ်ဒီကောင်2 easy northern နောက်က EOH ပေါ့နော် N of who လို့ကျွန်တော်နော် N of who ကျွန်တော်တို့ကပေးခဲ့မယ်နောက် and ပြီးရင်14and ပြီးရင်ဒီပေါ့နော်တချို့နေရာတွေမှာကျွန်တော်တို့ကအဲ့ဒီမှာအစည်းမန်တို့ကတော့ dip တို့ပေးတာမျိုးရှိပေါ့နော်ဒါပေမဲ့ဒီ example မှာတော့ကျွန်တော်အဲ့ဒီဟာကိုမထည့်တာဘာလို့ဆိုတော့သူကအခုလာမဲ့ data တွေတော်တော်များများကျွန်တော်တို့ဒီဟွာတွေဖြစ်တယ်Dre တွေက vertical Dre ဖြစ်လို့မလို့ကျွန်တော်အဲ့အစည်းမန်တို့ဟွာတော့မထည့်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဒါလေးပဲလောလောဆယ်ထည့်လိုက်မယ်ပြန်ရနဲ့ကျွန်တော်ကဒီကောင်နေကနာနော်အဲ့မှာကျွန်တော်တခုကြံနေရရှိဘာလဲဆိုတော့ easy northern ပြရနဲ့ဒီကောင်တကယ်တော့ဖြစ်တင်တာ elevation ပေါ့နော် collar ရဲ့သူကဟိုပဲ collar location z ပေါ့ z တန်ပေါ့နော်အဲ့တော့ ele field ရဲ့ဟို elevation အဲ့တော့ပြီးတော့မှကျွန်တော်က EOH ကိုပြလိုက်နော် EOH ဆိုတာ n လို့ပြောချင်တယ်နော်ဘယ်လောက်အနက်ဘယ်လောက်ရှိရဆိုတဲ့ဟာကိုကျွန်တော်လုပ်ချင်တယ်အဲ့တော့ကျွန်တော်ဘာလုပ်လိုက်တုံးဆိုတော့ဒီကောက်အောင်ကျွန်တော်က save လုပ်လိုက်save လုပ်လိုက်ပြီးရင် save ကိုဒီနားဘယ်လိုနဲ့နှိပ်တယ်ပြီးရင်ဒီကောင်ပိတ်လိုက်တယ်ဒီကောင်လည်း save မလားလို့ကျွန်တော်ထပ်ပြီးတော့ဒီကောင် save လိုက်တယ် save လိုက်တာနဲ့ဒီကောင်ဘေးရောက်လာအောင်ဆိုကျွန်တော်တို့ဒီအောက်နားလေးမှာရောက်လာပဲနော်ဒီဘက် display ထဲမှာရောက်လာတကယ်တော့ဒီကောင်ကဒီ point ကဘေးကိုသွားအောင်ဆိုဒီကိုသွားအောင်နော်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာဘာလဲဆိုတော့အဲ့ဒီ data တွေကိုကျွန်တော်တို့ထည့်ရမှာပေါ့နော်ထည့်ရမယ်ဆိုတော့ကျွန်တော်တို့ကဒီကျွန်တော် example ပြထားတဲ့ဒီဟာတွေမှာ collar ရှိတယ်နော်ကျွန်တော်တို့ collar file တွေရှိတယ်အဲ့တော့ကူသုံးနည်းကတော့ဘာလဲဆိုတော့ကျွန်တော်ဒီ collar ကို copy ကူးပြီးတော့သူထည့်လိုက်တာပေါ့နော်အဲ့ကောင်ကျွန်တော်တို့ copy ကူးလိုက်မယ်
ဒီရနဲ့ detail တခါ paste ချလိုက်နော်အဲ့ဒါဆိုရင် east north နဲ့သူ့ရဲ့ east north နဲ့နောက်တစ်ခုကျတော့ z နဲ့ color location ပြီးတော့ EOH ဆိုပြီးကျွန်တော်တို့ပြရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီ data ကကျွန်တော်တို့ဝင်သွားပြီပေါ့နော်ဝင်သွားတဲ့အချိန်မှာသတိလေးတစ်ချက်ထားဖို့ဒီနေရာမှာအဲ့နောက်ဆုံးလေးမှာအဲ့လိုလေးဖြစ်နေခဲ့လို့ရှိရင်လည်းဒီ cat ကလေးနဲ့နှိပ်ပြီးတော့တခါလေးဖြတ်ပြီးခဲ့လိုက်ပါတွန်းစင်သူကအဲ့ဒီလိုအောက်ကတစ်ခုလောက်ကြံနေတိုင်ပတ်တယ်အဲဆိုတော့ကျွန်တော်တို့တိုင်မပတ်အောင်အဲ့တခါလေးဖြတ်ခဲ့လိုက်နော်အဲ့တော့ record အနေနဲ့ကျွန်တော်တို့38ခုဝင်သွားပြီဒါဆိုရင်ဒီကောင်ကျွန်တော်တို့ဆေးလိုက်ဒါကိုဆေးလိုက်ပြီဆိုတော့လည်းဒီကောင်ကဘေးရောက်သွားတော့ဆိုတော့ဒီနေရာမှာပဲရှိနေသေးတယ်အဲဒီကောင်ကလည်းโอเคအဲ့တော့အဲ့ဒါစီးလိုက်ပြီဆိုတာနဲ့သူ့ကိုကျွန်တော်တို့ကစီးလိုက်ပြီဆိုတာနဲ့စိတ်ပြီးရနေပဲねကျွန်တော်တို့ကဘာကြည့်နေလဲဆိုတော့ဒီကောင် open file ပေါ့နော်ကျွန်တော်တို့ file တစ်ခုကို save ပြီးဆိုတော့ဒီကောင်ကိုကျွန်တော်တို့က Dracola ဆိုပြီးဖွင့်ကြည့်လိုက်ပါနော်ဖွင့်ကြည့်လိုက်တဲ့ဒီကောင်ဒီဘက်ထဲကိုပြန်ရောက်လာတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီကောင်ကိုကျွန်တော်တို့က save ပေါ့နော်ဒီ point နဲ့ကိုလမ်း saveအဲ့တော့ဒီကောင်ကဒီထဲကိုကြောက်နေပြီနော်ဒီရောက်နေဆိုတော့ကျွန်တော်တို့ကဒီကတော့ထည့်ရမှာဘယ်ထဲကိုလဲဆိုတော့ဒီ point ထဲကိုထည့်ပါနော် point ထဲမှာထည့်မှာဒီ basic ဆိုတဲ့ကောင်ထဲမှာဒီကောင်လာမြင်ရမှာပေါ့နော်ဒီ collar လေးကိုမြင်ရမှာအဲ့တော့ကျွန်တော်တို့ကဒီကောင် double click နှစ်ချက်နှိပ်လိုက်ပြီးရင်ဒီကောင်ဒီမှာဝင်နေပြီးသားဒီ Draw collar file နဲ့ select လုပ်ပြီးချိန်လိုက်ပြီးရင်ဒီမှာ east north မှန်ကြည့်မှန်တယ်ပေါ့နော် east ဆို east ပြီး north ဆို north elevation fee ဆို elevation fee အကယ်လို့မမှန်ဘူးတခုလိုနေရမျိုးမှာတစ်ခါကြက်ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်အကောင် double click နှစ်ချက်နှိပ်လိုက်တာဒီပုံမှာနှိပ်ပြီးတော့ elevation နဲ့သွားပြီးချိန်လိုက်ပြီးတော့ select okay ဆိုပြီးချိန်လိုက်တာ ਨੇ ဘာဖြစ်သွားအောင်ဆိုကျွန်တော်တို့ဒီမှာ EOH ရောက်သွားရင်လည်း point တွေအနေနဲ့ဒီကောင်ရောက်လာပြီပေါ့နော်ဒီဟိုအနေနဲ့ point တွေဝင်လာအဲ့မှာဒီ point တစ်ခုချင်းစီကိုကျွန်တော် click ကြည့်လို့ရတယ်သူ့ရဲ့နောက်ကိုရကျွန်တော်ဒီမှာ JS လို့ပြောမယ်ဆိုတော့နောက်က attribute ပေါ့နော်သူ့ရဲ့ attribute တွေကျွန်တော်တို့ဒီမှာလာပေါ်အောင်တွေ့ရမယ်အဲ့တော့ okay အဲ့တော့ဒီကကျွန်တော်တို့ရပြီဆိုမှဒီကောင်ကဘာလဲဆိုတော့ point data တွေဆိုတော့ဒီ point တွေကိုလှမ်းပြီး save ပြီးဖို့လိုတယ်เนาะအဲ့တော့ save မယ်ဆိုရင်ဒီကောင် right click ထောက်ပြီးရင် save from as ပေါ့နော် save from as ကို save မယ်ရှေ့ဆို enter key လေးတွေပါနေအဲ့ကောင်တွေဖြတ်ပလိုက်เนาะအဲ့ဒီကောင်တွေကိုကျွန်တော်တို့ဖြတ်လိုက်မယ်အဲ့ဒါပြီးရင်ဒီကောင်ကိုကျွန်တော်တို့က okay ဆိုပြီးလုပ်လိုက်တာ ਨੇ ဒီမှာ project ရဲ့ boundary တခုလည်းပေါ်လာတယ်ကျွန်တော်တို့ရဲ့ tree hole လေးလည်းပေါ်လာအဲ့တော့ကျွန်တော်တို့ကတကယ်လို့ဒီဟာကိုကျွန်တော်တို့ကဒီ file မှာကျွန်တော်တို့ကဘာလဲဆိုဒီကောင်ကြီးတွေကမဒီ collar မှာပေါ့နော်ကျွန်တော်တို့ကဒီ collar မှာကျွန်တော်တို့ကခုနတစ်ချက်ကလေးလူသွားပါတော့မစိတ်ကမှာကျွန်တော်တစ်ချက်ကလေးလူသွားပါလဲဆိုတော့ symbol လေးတွေချိန်လို့ရတယ်နော် symbol ကိုကျွန်တော်တို့ကဒီမှာ default symbol ဆိုဒီကောင် use symbol ဆိုတော့နှိပ်ပြီးတာနဲ့ဖြစ်နေဒီမှာနှိပ်လိုက်ပြီးတော့Draco ဆို maybe ဒါမျိုးပေါ့နော်ဒါမျိုးလေးကိုနှိပ်ပြီးတော့ okay နှိပ်လိုက်ပြီးရင် color ကိုကြိုက်တာသိတာမဲ့ဟာမျိုး maybe အပြာလိုဟာမျိုးပေါ့နော်မြင်သားမဲ့ဟာမျိုးကျွန်တော်တို့ကနှိပ်လိုက်တာနဲ့ဒီမှာ apply လုပ်လိုက်တာနဲ့ဒီမှာပြောင်းသွားပြီနော်ဒီက apply လုပ်တာနဲ့ပြီးရင် okay လို့နှိပ်လိုက်ရင်ဒီကောင်ပြောင်းသွားပြီဆိုရင်ဒီမှာတစ်ခုရှိနေတယ်နော်ဒီကောင်ကိုကျွန်တော်အရင် delete လုပ်လိုက်ဆိုတော့မှားတာလုပ်ထားတာshit sorry ဒီကောင်ပြန်ချိန်ပြီးရမယ်နော် sorry နော် okay ဒီထဲမှာကျွန်တော်တို့ရှိနေပြီဆိုမှဒီကောင်ကိုကျွန်တော်တို့က save from as ကနေပြီးတော့ဒီကောင်ပြန်စိတ်လိုက်တာဘာမှမဟုတ်ဒီကောင်ပြန်စိတ်လိုက်တာနော်ကျွန်တော်စနဟိုဟာလေးတစ်ခုမိပြီးတော့ထားခဲ့လိုက်ပြီအဲ့တော့ဒီကောင်ကဒီထဲပြောင်းသွားပြီနော်အဲ့တော့ဒီကောင်ကို remove လုပ်ကြည့်လို့ရတယ်နော်ဒီကောင်ကို remove လုပ်လည်းမရှိတော့ဒါပေမဲ့ဒီ point ထဲမှာဒီကောင်ဝင်နေပြီသားဆိုတော့ဒီကောင်ကို display ဆိုပြီးလုပ်လိုက်တာ ਨੇ စနကျွန်တော်တို့ပြီးထားတဲ့ဒီ Draco ရဲ့ ID နဲ့ဒီဟိုလေးတွေဝင်လာပြီနော်အဲ့မှာကျွန်တော်တို့ကနောက်ထပ်ပြီးတော့ဘာလုပ်ဖို့လိုလာလဲဆိုတော့ဒီမှာ collar တော့တည်ပြီးဒါပေမဲ့ collar တည်ပြီးဆိုတော့ကျွန်တော်တို့ကနောက်ထပ်ပြီးတော့ file တွေ create လုပ်မယ်နော် file တွေ create လုပ်မယ်ဒါကတစ်ချက်ပေါ့နော်ဒါကျွန်တော်တို့ဒါ Draco collar တွေကိုတည်လိုက်တာတည်ပြီးနောက်ထပ်ပြီးကျွန်တော်တို့ကဘာထည့်မလဲဆိုတော့ကြတော့တခါတည်းကျွန်တော်တို့ file တွေတိစောက်သွားလိုက်ပြီနော်အဲ့တော့ကျွန်တော်တို့က file type အနေနဲ့ဆိုရင် SC တွေရှိမယ်နော် SC တွေရှိမယ် lithology တွေရှိမယ် neural service ဆိုတော့ဒါ survey data ဖြစ်နောက်ဟိုကောင် down ဟိုအနေနဲ့ထည့်ထားတဲ့ကောင်ရှိမယ်နော်အဲ့တော့ကျွန်တော်တို့ကလွယ်အောင်ဘယ်လိုလုပ်မလဲဆိုတော့ဒီကောင်
တစ်ဖက်ကို screen နှစ်ချမ်းခွဲလိုက်တယ်လို့ပေါ့နော်ခဏလေးဒါပဲခဏပြောင်းလို့မယ်ဒီကောင် screen နှစ်ချမ်းခွဲလိုက်မယ်ပြီးရင်ဒီဘက် channel ကနေပြီးတော့ကျွန်တော်တို့ကနောက်တစ်ခုပါထည့်မယ်ဆိုတော့ color ထည့်ပြီးတော့ဆိုတော့ကျွန်တော်တို့ကဒီစာပြီးထည့်အောင်နော်စာပြီးလေးထည့်လိုက်အဲ့တော့ဒီစာပြီးထည့်ဖို့အတွက်ဆိုရင်သူကဒီမှာအဲ့တော့ဒီကောင်ကျွန်တော်ဆွမ်းနာပြောသလိုပဲသူ assignment တို့ date to date တို့မှာဆိုရင်သူက assignment အနေနဲ့ရှိမှာမဟုတ်0ပဲဘာလို့ဆိုတော့90 degree ထိုးထားဟိုတွေပါနော်ဒီ SJA ဆိုတာအဲ့တော့ကျွန်တော်တို့ကနောက်တစ်ခုကဒီကောင်ကဒါစာပြီးပေါ့နော်ဒီသူကဒါစာပြီးအနေနဲ့ကျွန်တော်တို့ကထည့်မှာပေါ့အဲ့တော့ဒီကောင်စာပြီးအနေနဲ့ထည့်မယ်ဆိုရင်လည်းဆောနာလို့ကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုတော့ new file create လုပ်လိုက်မယ်အဲ့ပြီးကျွန်တော်တို့ကဘာလဲဆိုတော့ဒီကောင် SQL စာပြီးလုပ်လိုက်မယ်ပြီးတော့ဒီကောင်ကစာပြီးပေါ့နော်စာပြီး diamond tree ပဲထားလိုက်မယ် .dad format နဲ့ပဲသွားမယ်အဲ့တော့ကျွန်တော်တို့ကအဲ့ကောင်နှိပ်လိုက်မယ်နှိပ်လိုက်တဲ့ဒီကောင်ပေါ်ပြီပေါ့နော်စာပြီး .dad ဆိုတဲ့ကောင်ပေါ်ပြီအဲ့မှာလည်းအဲ့လိုပဲကျွန်တော်တို့ကဒီမှာဒီဘက်ညာဘက်အချက်မှာကြည့်လိုက်လို့ရှိရင် who id ရှိတယ်အဲ့တော့ who id ဆို who id ပဲပေါ့နော်ဒီဘက်မှာ who id အဲဒီကောင် who id ရဲ့အများဆုံးဖြင့် test တွေဆိုတော့ C ပဲပြီးခဲ့မယ်ပြီးရင်ကျွန်တော်တို့က who id ရဲ့နည်းနည်းပဲဆိုတော့10ဒီဘက်က2နောက်တစ်ခုကကျတော့ assignment ပေါ့နော်MUT assignment ဒီကောင် MB မယ်ဒီကောင်14ပြီးဒီကောင်14တော့မလို့ပေါ့ assignment ဆိုတာဘယ်တော့မှအများကြီးမလာဘူးเนาะအဲ့တော့ maybe ဒီကောင်လည်း10ပဲပဲเนาะနောက်တစ်ခုက2နောက် assignment ပြီးမယ်ပြီးရင် tip ပေးမယ်ဒီလည်း number နဲ့တော့မယ်နောက်တစ်ခုကဒီကောင်လည်း10ဒီကောင်လည်း2ပြီးရင် depth ပေါ့နော် depth ဆိုတော့ EOH ကိုပြောတာပဲเนาะdepth and net ကိုပြောမယ်ဒီကောင်လည်းအဲ့လိုပဲ10 2ဆိုကျွန်တော်ပေးလိုက်အဲဆိုရင်ဒီကောင်ကဘာဖြစ်တော့မလဲဆိုတော့ဒီမှာ survey.dat အနေနဲ့ကျွန်တော်တို့ကရှိသွားပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီကောင်ကို save လုပ်လိုက်မယ်အဲ့ဒါဘာမှမဟုတ်ဒီကောင်ဒါကဘာမှမရှိသေးဘူးအဲ့ဒါဟိုအနေနဲ့ပဲတိစောက်ထားပါเนาะဘယ်လိုပြောမလဲဒီကောင်ကဟို file တစ်ခုအနေနဲ့အလွတ်တစ်ခုအနေနဲ့ပဲတိစောက်ထားတယ်เนาะအဲ့တော့ save မှာလားဆို yes ထပ်ပြီးလိုက်ပြီးလို့ရှိရင်တခါတည်းအဲ့ဒီကောင်ကို data တွေကိုကျွန်တော်တို့ကတခါတည်းကူးထည့်လိုက်ဒါဆိုရင်သူကနေသူဝင်သွားပြီကျွန်တော်တို့ကဒီကောင်ကို save ရနော်အဲ့တော့အဲ့ကောင်အဲ့တိုင်ရအောင်နော် okay okay အဲ့တော့ကျွန်တော်တို့အဲ့လိုထည့်ပြီးသွားလို့ရှိရင်ဒီကောင်လေးပြန်ပြီးကြည့်လို့ရတယ်အဲ့မှာဒီ open မှာဖွင့်ကြည့်လို့ရှိရင်အခုဆိုရင်စာပြီးရဲ့ tree collar ရဲ့ဆိုပြီးတော့နှစ်ခုရှိတက်ရှိသွားတယ်နော်အဲ့တော့နောက်ထပ်ထပ်ပြီးကျွန်တော်တို့က file ကိုဆက်ပြီး .shop create လုပ်သွားမယ် new file နောက် new file မှာစာပြီးပြီးဆိုတော့ကျွန်တော်တို့ lithology ပေါ့နော်အဲ့တော့စာပြီးပြီးသွားပြီဆိုတော့ဒီစာပြီးရှိလေးကိုပိတ်ထားလိုက်ဒါ yes or no တောင်းတာဒီကောင်ကိုပိတ်ထားလိုက်ပြီးရင်ကျွန်တော်တို့ကSC lithology ထည့်ကြည့်အောင်နော် lithology ထည့်မယ်lithology ကျွန်တော်တို့ထည့်လိုက်နော် lithology မှာ front to ရဲ့ rock ကိုရပဲသူကပါအဲ့တော့ခဏနော်ဒီကောင်ဟုတ်ပြီ okay အဲ့ဆိုကျွန်တော်ဒီကနေပဲဆက်ပြီးတော့online THU lithology ပေါ့နော် lithology ထည့်မယ် diamond တွေထည့်လိုက်မယ်အဲ့ဒါပြီးတော့ဒီကောင် okay ပဲနှိပ်လိုက်မယ်အဲ့မှာပေါ်လာပြီအဲ့တော့ကျွန်တော်တို့ကထုံးရတိုင်း OID ထည့်မယ် SC ထည့်မယ်ဒီကောင်14ထည့်မယ်အဲ့ဒါကြိုက်တယ်လို့ပြီးလို့ရတာနော်ကြိုက်တဲ့နံပါတ်တစ်ခုပေးလိုက်လို့ရ OID ကဘယ်တော့မှအဲ့10လုံးမပြည့်ပါဘူးနော်အဲ့ဒါကိုယ့်ရဲ့အနေထားပုံပေါ့နော်နောက်တစ်ခုကသူကဘာလဲဆိုတော့ front to ပေါ့နော် front to ကျတော့ number တွေ front to ဆိုတာအဓိကပြောချင်တာဘယ်လောက်မှဘယ်နဲ့မှဘယ်လောက်မှရှိရဲဆိုရဲကျွန်တော်တို့ရဲ့ trade interval ပေါ့နော် trade interval ဆိုတာတက်ပဲဒီမှာじゃ lithology contact တွေပေါ့နော် lithology contact interval တွေပေါ့အဲ့ကောင်ကြီးကျွန်တော်တို့ထည့်မယ်10နဲ့ဒီကောင်လည်းအများကြီးမဟုတ်တော့ပြဿနာမရှိဘူးနော်2ထည့်မယ်2ထည့်မယ်ဒီကောင် n ထည့်မယ်ဒီကောင်10ဆိုတော့ဒါကကြိုက်လို့ပြလို့ရတယ်နော်အဲ့ဟာသွားမယ် front to သွားမယ် front to ရဲ့ number တွေနောက်ပြီးတော့နောက်တစ်ခုက raw code ပေါ့နော် raw code on lithology ပေါ့ NIG ဆိုတော့ lithology နော် lithology က lithology code လို့လည်းပြောလို့ရတယ် raw code လို့လည်းပြောလို့ရတယ်နော်
ဒါတော့နော်နေနေပဲထားလိုက်ဒီကောင်ကစီထားလိုက်နော်အဲတော့ဒီကောင်က10ဒီကောင်လည်းနေလို့ပဲပြီးလိုက်နော်အားလုံးတက်တက်တက်ဖြစ်တော့ဒီပြီးလိုက်အဲ့တော့ဒီကောင်က lithology ပေါ့နော် lithology အဲ့တော့သုံးတာနိုင်မယ် save မယ်ပြီးရင်ဒီကောင်ပိတ်လိုက်မယ် yes လို့လိုက်နော်အဲ့ဒါ lithology ပေါ်လာပြီဆိုတော့ကျွန်တော်တို့ကဒီဘက်က data တွေကို copy ပြီးတော့ကောင်းရရနော်အဲစုစုပေါင်းလို့ကဒီ Excel နမူနာရှိမှဆိုရင်ကျွန်တော်တို့18ခုရှိတယ်နော်18ခုရှိရဲကျွန်တော်တို့ဒီမှာထည့်လိုက်မယ်ထည့်လိုက်တဲ့ front view တွေသွားပြီပြီးရ STH တွေသွားပြီ okay အဲ့နဲ့ပြီးတာနဲ့ကျွန်တော်တို့ကဘာလဲဆိုဒီထုံးတယ်ဒီအောက်မှာတစ်ခုပုံနေတယ်နော်အဲ့ဒါလေးကိုဒီလို select လုပ်ပြီးတော့ဒီကောင်ကတ်နဲ့တခါရဖြစ်ခဲ့အဲ့ဒါအရင်ရေးကြည့်တယ်အဲ့ဒါမှလုပ်ရင်အဲ့ database ဆောက်တဲ့အချိန်ကျရင်ဒုက္ခရောက်နော်အဲ့တော့ဒီကောင်ထည့်ပြီးသွားပြီထည့်ပြီးရတယ်ဒီကောင်ဆေးပြီးလိုက်ပြီးရင်ဒီကောင်ပိတ်လို့ရတယ်နော်အဲ့ပိတ်လိုက်အဲ့ဆိုရင်ဒီမှာထပ်ဖွင့်ကြည့်ရင်ဘာလို့ဆိုတော့ဒီမှာ lithology ဘိုင်းတစ်ပိုင်းတူးလာနော်အဲ့တော့နောက်တစ်ခုထပ်ဆက်တော့မယ်ဆိုရင်ကျွန်တော်တို့ကဟုတ်ပြီအဲ့မှာ lithology ပြီးပြီ color ပြီးပြီအဲ့တော့ဒီတစ်ခေါက်ထည့်မှာ essay နှစ်ခုနော် essay နှစ်ခုကျွန်တော်တို့ထည့်ကြအောင်အဲ့တော့ကျွန်တော်တို့ကဒီ file လေးကနေပဲနောက်တစ်ခုကိုကျွန်တော်တို့ကဘာပြီးမလဲဆိုတော့ဒီ SSCY essay နော် essay လို့ပြီးမယ် essay မှာ essay ပြီးမယ်အပြီးရနဲ့ကျွန်တော်ကokay နေမယ်နိုင်မှာလည်းအဲ့လိုပဲ essay ကိုဖွင့်လိုက်တော့ပေါ့နော်ဒီမှာ essay ကိုဖွင့်ဒီဘက်ကိုဒီဘက်ကထားမယ်အဲ့မှာသူက essay ဆိုရင်အဓိကအဲ့မှာသူကပမာဏ BTU ပေါ့နော်သူကပေါင်းတပေါင်းမှာဘယ်လောက် BTU ရှိတယ်ဆိုတဲ့ဟာတွေပေါ့နော် HT moisture တွေ sulfur တွေလည်းပါဒါပေမဲ့အဓိကကျွန်တော်တို့စိတ်ဝင်စားတာဒီ fixing နဲ့ဒီ BTU နဲ့ပေါ့နော်အဲ့တော့ fixing ကတော့နောက်မှထည့်မယ်ကျွန်တော်တို့ BTU နဲ့အရင်ခွဲကြည့်အောင်နော်ဒါမှမဟုတ်ဟုတ်တယ်အဲ့လိုလေးပဲအရင်ခွဲကြည့်အောင်နော် fixing နဲ့ဟိုမှာကျွန်တော်ကအဲ BTU နဲ့ဆိုရင် BTU ပဲကျွန်တော်တို့လောလောဆယ်စိတ်ဝင်စားပြီးနော်အဲ့တော့ဒါအဲ့ဆိုတော့ဒီကောင်ကိုကျွန်တော်တို့ဒီကောင်နာမည်ပေးမယ်နော်ဒီကောင် BTU တော့မယ်ဆိုတော့အဲ့တော့ဒီကောင်က ID စီပေးမယ် width ကတော့နိုင်မဟုတ်ဘူးကျွန်တော်လည်းတစ်စဲပါနော်အဲ့ဒီနောက်တစ်ခုကဒီကောင်လေး from to လာမယ် number တစ်စဲနေ့again to number တစ်စဲနေ့ပြီးတော့ကျွန်တော်တို့က BTU စိတ်ဝင်စားဖြစ်တဲ့ BTU by LB ပေါ့နော်BTU by LB တော့မယ်အဲ့ကောင်လေး number တွေနဲ့လာမှာဆို number we got the same ပြီးတော့ဒီကောင်နော်အဲ့ပုံစံနဲ့တော့မယ်ဒီကောင်လေးကျွန်တော်တို့ save လုပ်လိုက်မယ်ပြီးတော့ဒီကောင်ပိတ်လိုက်မယ် yes နဲ့လိုက်ဒါထုံးကနေပေါ်လာပြီနော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့က copy လုပ်လိုက်မယ်ဒါလို့ BTU ရဲ့ဟိုပဲထည့်အောင်BTU ရဲ့ essay ကိုပဲထည့်အောင်ဆိုတော့ဒီမှာ BTU ပဲအရင်ဆုံးထည့်မယ်။ရနေပြီးရင် paste ချလိုက်။အဲ့လိုပေါ်လာ။ paste ချနော်။ paste ချထုံးစံနဲ့အောက်ဆုံးသွားပြီးတရားတစ်ခုကိုကျွန်တော်တို့ကဖြတ်ခဲ့လိုက်နော်။ဒီကောင်ကန်တယ်ဖြတ်ပလိုက်ရ။ okay နေလိုက်။အဲ့ဒီကောင်လိုက်ပေါ်ပြီ။အဲ့ဆိုရင်ဒီကောင် save လုပ်လိုက်။ဒါဆိုရင်ကျွန်တော်တို့က essay အတွက် BTU အတွက် essay တခုကျွန်တော်တို့ပေးနော်အဲ့မှာ file ထဲမှာကြည့်လိုက်လို့ရှိရင်ဒီကောင်က essay BTU ဆိုပြီးပေါ့နော်အဲ့တော့ကျွန်တော်တို့က BTU ပြီးပြီနော် BTU essay ပြီးသွားပြီအဲ့တော့ဒီကောင်ကိုခဏပေးလိုက်မယ်နောက်တစ်ခုကကျွန်တော်ဒီမှာ essay မှာပဲဒီတန်း only ကျွန်တော် fixing နောက်တစ်ထပ်ပဲ fixing ဆိုတော့ carbon percentage ကိုပြောချင်တာဖြစ်တယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကနောက်တစ်ထပ်ပြီးတော့ file တစ်ခုထပ်ဖွင့်မယ်နော်အဲ့သူကလည်းသူကလည်းဟိုပါပေါ့နော်သူအနေနဲ့ကကျွန်တော်တို့ကသူ graph နဲ့ပြတာတို့က number နဲ့ပြတာတို့ values နဲ့ပြတာတို့ကျွန်တော်တို့တစ်ခုချင်းစမ်းကြည့်လို့ရတယ်နော်အဲ့ဒါကြောင့်မို့သူကအဲ့ဒီကောင်နဲ့ကျွန်တော်တို့ကခွဲတာပေါ့နော်အဲ့တော့ okay ကျွန်တော်ဆွမ်းလာလို့ပဲ
အဲ့တော့မယ်ဒီကောင် SC မှာဒီကောင်ကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့က fixie ဖြစ်သွားမှာနော် fixie လို့ကျွန်တော်နာမည်ပေးလိုက်မယ်ဒီပြီးမယ်ပေါ်လာပြီဒီကိုလည်း id c 30မို့ကျွန်တော်လုပ်ပြီးပြဿနာမရှိဘူးပြီးရင်ထုံးစံအတိုင်း front to ဒီကောင်လာမယ် front to number ဒီကောင်ကလည်းဒီကောင်လည်း10လောက်ထားလိုက်မယ် front to အဲ့ဒီနံပါတ်ကကြိုက်တယ်လို့ပြီးလို့ရတယ်နော်ဒီဘက်က width to decimal မှာကြိုက်တယ်လို့ထားလို့ရတယ်နောက်က to number အရင်နေအောင်တော့မပြီးနဲ့ဘူးနော်ဒီမှာကနန်းဆိုအနည်းဆုံးနှလုံးသုံးလုံးလို့ရှိရဆိုအနည်းဆုံး3လုံးရောက်5လုံးရောက်10လုံးရောက်ဆိုအဆင်ပြေပါတယ်နော်ထည့်လိုက်မယ် front to နောက်ကကျတော့ကျွန်တော်က fixed tempo နော် fixed tempo ကလည်း number တွေနဲ့လာတာ number တွေနဲ့လာဆိုတော့ number နဲ့ပဲပြီးလိုက်မယ်ပြီးတော့ decimal နှလုံးနဲ့ဖြတ်မယ်ပြီးရတယ်ကျွန်တော်ဘာဒီပူနေကျွန်တော်တစ်ခါလေးဖြတ်ခဲ့လိုက်တယ်ပေါ့ပြီးမှပြဿနာတက်နေမှာဆို save လုပ်လိုက် okay အဲ့တော့ save လုပ်လိုက်တာနဲ့သူကဒီမှာပြမှာလားဆိုမေးတယ်ကျွန်တော်တို့ကအဲ့ဒါကိုထုံစံတိုင်း copy ကူးပြီးတော့ထည့်လိုက်အောင် okay okay ဒါဆို front to လည်းမှန်သွားပြီfront to လည်းမှန်သွားပြီ y လည်း fixed demo လည်းမှန်သွားပြီဒီကောင် save မယ်ပေးလိုက်အဲ့တော့ကျွန်တော်တို့ကဘာတွေထည့်ပြီးလဲ lithology ထည့်ပြီးပြီ color ထည့်ပြီးပြီ survey ထည့်ပြီးပြီ SC မှာ SC မှာကျွန်တော်တို့ fix ရောဒီဟွာဒီဟွာနေနေထည့်ပြီးပါနော်အဲ့တော့ဒီမှာပြန်တိုက်ကြည့်လို့ရတယ် SC ဆိုရင် SC ကဒီကောင်ပြောချင်တာနောက်က SC fix ဒီကောင်နော်နောက်က tree color ထည့်ပြီးပြီနောက်က lithology ထည့်ပြီး neutral survey ကမဆိုင်ဘူးဒါ survey data နောက်မှထည့်ပါနော်အဲနောက်တစ်ခုကကျတော့ဒီမှာ survey နဲ့ပတ်သက်တဲ့ဟာထည့်ပြီး okay အဲဆိုရင်ကျွန်တော်တို့ကဒီ file လေးတွေတိစောက်တာ data သွင်းတာပြီးပြီနော်အဲ့တော့ကျွန်တော်တို့ကဒီ file တွေကိုပေါ့နော်ဒီမှာသက်ဆိုင်ရာသူ့ရဲ့ data တွေရှိပြီးသား file တွေမှန်သမျှကိုကျွန်တော်ဒီထဲမှာထည့်လိုက်ပြီးလို့ရှိရင်တကယ်တော့ဒီတွေဟိုးကိုတင်တဲ့ဟာကကျွန်တော်ရှေ့မှာပြခဲ့ပြီမယ်ဒါဟိုချက်ချင်းအရေးကြီးတဲ့ဟာပေါ့အခုအဲ့တော့မတင်ခဲ့လဲဘာမှမဖြစ်ဘူးเนาะအဲ့တော့မတင်ခဲ့လဲဘာမှမဖြစ်ဘူးဒါပေမဲ့အခုကဒါတင်ပြီးသားဆိုတော့ထားလိုက်ပေါ့เนาะထားလိုက်အဲ့ပြီးတော့ကျွန်တော်တို့အဓိကအရေးကြီးတာပါလဲဆိုတော့ tray hole မှာကျွန်တော်တို့ဒီ database တစ်ခုတွားပြီးတော့စောက်ပေးရမှာပေါ့เนาะအဲ့ဒါအရေးကြီးတော့အဲ့တော့ကျွန်တော်တို့ကအဟောင်းမရှိတော့ edit လုပ်ဖို့လည်းမရှိဘူးနောက်က delete ဖြတ်ဖို့လည်းမရှိဘူး refresh နဲ့မတွေ့တော့ကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုတော့ဒီကောင် tray hole ရဲ့ database ကိုကျွန်တော်တို့ကအသစ်တစ်ခုအနေနဲ့ create လုပ်လိုက်အဲ့တော့သူကအဲ့မှာကြည့်လိုက်လို့ရှိရင်ကိုကျွန်တော်တို့ကဒီ Duo management မှာဒီ trash database ဆိုတဲ့ဟာပါလုပ်ပြီးရတယ်။နောက်ပိုင်းတော့ကျွန်တော်တို့ကဘာလို့တင်လဲဆိုတော့ဒါက study လုပ်ပြီးတော့ဒီ trash တွေကျွန်တော်တို့တူးပြတယ်ဆိုရင်ဘယ်လိုထည့်လဲဆိုတဲ့ဟာမျိုးကကျွန်တော်တို့ဒါ record လုပ်တင်တာပေါ့နော်။အဲ့တော့ကျွန်တော်တို့တော့ဒီမှာဒီကောင် STH လို့ပြလိုက်တယ်ဘာလို့ဆိုသူ့ရဲ့ data အဲ့ဒါမျိုးနော် STH ကတော့ DD လို့ထည့်လိုက်တယ် DD ကနောက်ကပါလဲဆိုတော့ဒီကောင် diamond tree တူထားလို့မလို့ DD လို့ကျွန်တော်ထည့်လိုက်တယ်နော်အဲ့တော့DD ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကိုထည့်ပြရတယ်ကျွန်တော်ဒီကောင်ကို create လုပ်လိုက်တယ်ပေါ့နော် create လုပ်လိုက်ပြီဆိုရင်သူဟာနဲ့သူတစ်ခါလေးလာတောင်းဟုတ်လားဒီ database တစ်ခုကိုကျွန်တော်တို့တိစောက်လိုက်တာလေသူကတစ်ခါလေးပြန်ပြီးတောင်းတယ်တောင်းတာကဘာလဲဆိုတော့ဒီမှာ color file နော် color file ဆိုရင် color file ကကျွန်တော်တို့ဒီမှာလုပ်ထားခဲ့ပြီးသားနော် tree color နော် tree color ကိုကျွန်တော်တို့ select လုပ်ပြလိုက်တယ် select လုပ်ပေးလိုက်တာနဲ့သူက automatic ဒီဟာကြီးလာချိတ်တယ်ဒါပေမဲ့မချိတ်တာပါလဲဆိုတော့ဒီမှာကြည့်လိုက်လို့ရှင်လောလောဆယ်ဆိုရင်ဒါဟိုအောင်မချိတ် z fee ကမချိတ်သေးဘူးနော် z ဆိုတာ elevation ပေါ့နော်အဲ့တော့ elevation ကျွန်တော်တို့မချိတ်တော့ဒီကောင်ကိုကျွန်တော်တို့ကချိတ်ပြလိုက်တယ်အဲ့တော့ဒီမှာ azimuth fee တို့ diff fee တို့ဆိုတော့ကျွန်တော်တို့ငကိုလေးတိုင်းထည့်မထားဘူးနော်အဲ့တော့မထည့်ထားတော့ကျွန်တော်မလုပ်ဘူးနောက်က total depth fee ကျွန်တော်ထည့်ရမယ် total depth fee ဆို EOH ကိုပြောချင်တာနော်အဲ့တော့ဟိုပြောချင်တာအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကထည့်လိုက်မယ် select လုပ်ဒါဆိုရင်ဒါဒီကောလာအဲ့မှာဒီမှာပြနေတဲ့ဒီအနီရမဖြစ်မနေကိုထည့်ရမယ်သဘောမဖြစ်မနေကိုထည့်ရမယ် fee ပေါ့နော်ဒါရင်မပိုင်ဆိုဒီကောလာဆိုမပြည့်တော့အဲ့တော့ကျွန်တော်တို့ကEOH ပါမယ် elevation ပါမယ် easting ပါမယ် northing ပါမယ် HOID ပါမယ်နော်အဲကျွန်တော်တို့ထည့်ထားတဲ့ဟာနောက်ပြီးတော့ down hole survey တကယ်လို့လုပ်ခဲ့ရဆိုရင်မလုပ်လို့လည်းမရအောင်နော် down hole survey ဆိုတာလည်းလုပ်ရတာနော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့က survey form နဲ့တွက်ချိန်မယ် survey select
survey depth fee နော်အဲ့တော့ဒီကောင် EOH ထည့်လိုက်မယ် select ပေါ့နော်ပြီးရင်ဒီက assignment နော် dips and tip ပေါ့နော် assignment ပဲနောက်ဒီမှာ assignment ပဲဒီကောင် dip က dip fee ပဲနော်အဲ့တော့အဲ့ကောင်ပြီးသွားပြီဆိုရင်နောက်ထပ်ပြီးကျွန်တော်တို့ကဗာထည့်ပြီးဆို front to တွေကျွန်တော်တို့မှာပါတာနော်အဲ့တော့ front to တွေပါတော့အဲ့ front to ဆိုတာ interval တွေပဲနော် interval file ကိုကျွန်တော်တို့ထည့်ပြန်အဲ့တော့ interval file ကိုထည့်မယ်ဆိုရင် interval နေရာမှာ click နောက်ပြီးရင် add ကနေထည့်အဲ့တော့အဲ့ဒီ interval file တွေဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ axis တွေရှိသမျှ axis တွေပေါ့နော် front to id ပြီးရင်ဒီကောင်တစ်ခုထည့်ချိန်ပြီး axis ပြီးရင်နောက်တစ်ထည့်ပြီးတော့ axis fix select front to message id message okay ဆိုရင် close နဲ့နောက်တစ်ထည့်ပြီးထည့်နောက်တစ်ခုကဘာလဲဆိုတော့ lithology နော် lithology ကလည်းကျွန်တော်တို့ရဲ့ဟိုပါပဲနော် interval file တွေပဲနော်အဲ့တော့ interval file တွေကျွန်တော်ထည့်တယ် okay အဲ့ဒါဆိုရင် okay နှိပ်လိုက်တာနဲ့ပြန်နေဒီကောင်ကဒါဝင်သွားပြီသူကနော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ဒီကောင်ကျွန်တော် okay နှိပ်လိုက်ပြီးတော့ねအကုန်လုံးကကျွန်တော်တို့ဒီdatabase တစ်ခုအနေနဲ့ကျွန်တော်တို့ဒီ database ဆိုတဲ့ဟာတစ်ခုနဲ့ကျွန်တော်တို့ကဒါကိုဖန်တီးပြီးသွားပြီနော်အဲ့တော့ကျွန်တော်တို့ကဒီတွေးဘူးမှာဒီ Rio database တစ်ခုစောက်ပြီးဆိုတော့ဗောနော်အဲ့ကောင်ကိုကျွန်တော်တို့ကဒီ validation ပြန်စစ်မှာပေါ့ဒီကောင်မှန်ရလားဆိုတဲ့ဟာကိုကျွန်တော်တို့ပြန်စစ်မှာနော်အဲ့တော့ကျွန်တော်တို့ကဒီကောင်တွေးဘူးပဲထည့်တာဆိုတွေးဘူးပဲရွေးလိုက်ပါနော်ရွေးပြီးတော့ color file ဆိုရင် color file ကိုပြန်ချိန်လိုက်နော် select လုပ်ပြီးလိုက်ပြီးရင်နောက်က interval file ဆိုရင်လည်း interval file တစ်ခုကိုစစ်ကြည့်လိုက်ပါနော်CSS စစ်တစ်ခုကိုယူပြီးသားစစ်ကြည့်လိုက်နော်အဲ့ဒါပြီးရင်နောက်တစ်ခုက survey file ဆိုလည်း survey file ကိုကျွန်တော်တို့ select လုပ်ပြီးချိန်ကြည့်လိုက်နောက်ပြီးတော့ report နော် report ကတော့သူပေးတဲ့ save လဲဆိုတာဟာကိုဒီမှာ double click နှစ်ချက်နှိပ်လိုက်ဆိုပြနော်ဒီ STH ထဲမှာ save ပဲအဲ့တော့ okay တယ်နောက်အဲ့တော့ကျွန်တော်တို့က STH database ကိုပြောချင်တော့ဗောနော် database validation ဗောနော်validation အဲ့တော့ okay ကျွန်တော်တို့ကဒါကို run ကြည့်လိုက်နော်အဲ့တော့သူကအဲ့မှာကျွန်တော်တို့ကဒီနေရာတွေကိုသူကမချိတ်မိရင်ကျွန်တော်တို့ကအဲ့ပြဿနာတက်တယ်နော်အဲ့ဒီမှာ color fee နေရာမှာကျွန်တော်တို့ဆိုရင်ကြည့်လိုက်ရင်သူကဒီမှာ color fee ရှိတယ် interval fee ရှိတယ်နော်အဲ့တော့ဒီ color fee ကိုကျွန်တော်ဆက်နိုင်ယူတော့ဆိုရင်မချိတ်မိဘူးနော်မချိတ်မပြခဲ့ဘူးအဲ့တော့ကျွန်တော်ဒီအောင်နေမယ် RF fee R ဆိုတာ RF ဆို elevation ကိုပြောချင်တာနော်အဲ့တော့ elevation ကိုကျွန်တော် select လုပ်တယ် total depth ဆိုတာ EOH ကိုပြောတယ်အဲ့ကောင် select လုပ်တယ်ပြီးရင်လည်းကျွန်တော် close လုပ်လိုက်တယ်ပြီးတော့ဒီမှာ survey fee လည်းကြည့်လိုက်နော် survey depth fee လည်းနော်အဲ့ကောင် EOH ကိုပြောချင်တာအဲ့ကောင်ထည့်လိုက်မယ်နောက်က depth fee close လုပ်လိုက် interval fee ရဲ့ front to မှန်တယ်နော်အဲ့တော့အဲ့ဒီဟာလေးတွေကျွန်တော်လိုက်စစ်ဖို့လိုတာနော်အဲ့ပြီးရင်ကျွန်တော် run ကြည့်လိုက်အဲ့တော့ဝယ်ရကြည့်တဲ့ date နော်missing survey depth 0နော်0မှာဆိုရင် SCAC ဥပမာ missing data at depth 0မှာဆိုရင်ဒီကောင်ပျောက်နေတယ်နော် survey data 1မှာဆိုရင်ဒီကောင်ဆိုရင်အဲ့တော့ဒီ error လေးတွေပြတယ်နော်ဒါပေမဲ့ဒီ error ကမဆိုရင် survey မှာ30 record 39ဆို blank fee ဆိုတာပြတယ်နော်အဲ့ဒါဘာပြောနေလဲဆိုဒီမှာကျွန်တော်ဆွမ်းနာလုတ်တဲ့နေရာမှာနော်အဲ့ကောင် double click လိုက်တာနော်အဲ့ဒါ survey မှာဆိုရင်ဒီကောင်ဘာပြဿနာတက်တော့ဆိုကျွန်တော် survey မှာလို့တော့ဒီကောင်တစ်ခုကိုကျွန်တော်မလုပ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဖြတ်လိုက်တယ်ဒီကောင် save လုပ်လိုက်တယ်နော်အဲ့ဒါဆိုရင်ဒီကောင်ကိုပြန် run ကြည့်မယ်နော်အဲ့တော့အဲ့လိုတစ်ခုချင်းစီကျွန်တော်ပြန်ဆက်လို့ရတယ်နော်တွေကို validate တွေကို data ဒီကောလာမှာချိန်ပြီးပြန်စစ် interval fee မှာပြန်စစ် okay survey fee မှာပြန်စစ် okay ဆိုပြီးတော့ကျွန်တော်တို့နောက်တစ်ခေါက်ထပ်ပြီးတော့ run ကြည့်မယ်override ပေါ့နော်ကျွန်တော် override လုပ်လိုက်မယ် where detected ဆိုသူကအဲ့မှာအဲ့စာပြီးမှာပဲဒါပေမဲ့ record တွေမှာလည်းပြောင်းနေတယ်နော် front to တွေပြောင်းနေနော်အဓိကအဲ့ဒါဟုတ်တယ်ဒီကတော့အရေးတော့ကြီးတယ်ဒီ front to တွေကလေစာပြီးမှာဆိုဘယ် front to ဆိုတာဟာပါတယ်ဒီ data မှာမပါတော့ဘောနော်ဒီ data file မှာမပါဘူးတကယ်တော့ဒီ front to ဆိုတဲ့ဟိုရှိတယ်သူပြောရတော့နော်အဲ့ဒါမပါဘူးပေါ့ဒါပေမဲ့တိတ်ပြဿနာမရှိဘူးအဲ့ဒါနဲ့ကျွန်တော် run လို့ရဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့က90 meter ဟိုးတွေပေါ့နော်တကယ်တော့ဒီ survey ဆိုတဲ့သဘောကကျွန်တော်ဘာလဲဆိုတော့ဟိုတွေကဘယ်နေရာမှာဘယ်လောက်ကောက်ပါလဲ
ဆိုတဲ့အပိုင်းအဲ့လိုမျိုး download survey ပေါ့နော် download survey နဲ့ပတ်သက်တဲ့ဟာနော်ဒါပေမဲ့ဒီ data ဘက်မှာတော့မပြည့်စုံတော့ဒီမှာ error ပြတယ်နော်ဒါပေမဲ့တခြားထူးထွေ error မရှိဘူးအဲ့တော့ကျွန်တော်တို့ဖြတ်လိုက်မယ်ဒီကောင်ပေးလိုက်တော့ဒါဆိုရင်ကျွန်တော်တို့ကဒီ Dwayhoe database တခုလည်းကျွန်တော်တို့တိဆောက်ပြီးသွားပြီပေါ့နော် STHDD ဆိုပြီးကျွန်တော်ပေးထားတဲ့ဟာလေးကိုသူတိဆောက်ပြီးသွားပြီပေါ့နော်အဲ့တော့ဒါ Dwayhoe database တခုကျွန်တော်တို့အဆင်ပြေဆောက်ပြီးသွားပြီကျွန်တော်တို့ကအဲ့ဒီကျွန်တော်အစတိဆောက်ခဲ့တဲ့ဒီ folder ပေါ့နော် project folder ပေါ့ဒီ micromind training ဆိုတဲ့အောက်ကဒီ STH ရဲ့အောက်မှာဆိုတော့ဒီ Dwayhoe database လေးကိုကျွန်တော်တို့တိဆောက်ပြီးရ STHDD ဆိုတဲ့ဟာကောင်းပေါ့နော်ဒီကောင်အဲ့ဒါဒီမှာကြည့်လို့ရအောင်နော်ကျွန်တော်တို့တိဆောက်ထားတဲ့ကောင်က Dwayhoe မှာဒီမှာကြည့်လိုက်လို့ရှိရင်အဲ့ဒီမှာလည်းဒီချက်ကြည့်လိုက်နော်အဲ့မှာဆိုရင် STHDD ဆိုပြီးဒီကောင်တစ်ခါလေးပေါ့နော်အဲ့ STHDD ဆိုတဲ့ကောင်ကဒီဘက် folder ထဲမှာလည်းတော့ကြည့်ရင်ဒီမှာဒီကောင်လာပြီးဒီဆောက်ပြီးတော့တွေ့ရမယ်နောက်တစ်ခုကဒီမှာကျွန်တော်တို့ဒီမှာ database validation ရဲ့ error ပေါ့နော်အဲ့ error တွေလည်းဒီမှာကျွန်တော်တို့တစ်ခါလေးပြပြီးသားအဲ့ report လေးကလည်းဒီမှာပုံနေပေါ့နော် okay ဒါလေးကဒီမှာဒီဆောက်ထားရဆိုတော့ကျွန်တော်တို့ဒါပြပါပေါ့နော်okay အဲ့တော့ကျွန်တော်တို့နောက်ထပ်ထည့်ပြီးတော့ဗာထည့်မလဲဆိုတော့ဒီ survey data ကိုအရင်ဆုံးထည့်ပါပေါ့နော် survey data ဆိုတော့ download survey data ပေါ့ download survey data ကဘယ်ထဲမှာများသောဖြင့်ထည့်လဲဆိုတော့ဒီ Dwayhoe ရဲ့ trace ထဲမှာထည့်တော့အဲ့တော့ okay Dwayhoe ရဲ့ trace ထဲမှာကျွန်တော်တို့ database လဲဆောက်ပြီးဆိုတော့ Dwayhoe ရဲ့ trace ထဲမှာကျွန်တော် double click နှစ်ချက်နှိပ်လိုက်တာနော် trace အနေနဲ့ထည့်မှာဖြစ်တဲ့အတွက်ဗျာအဓိကပြောမယ်ဆိုရင်တော့ဒီကောင်ကဒီလိုမျိုး remove လုပ်ထားလိုက်ပါကြာဘာမှမမြင်အောင်ပေါ့နော်။အဲ့ဒါဆိုဒီမှာဒါ point ထည့်တာပထမတစ်ခါပြပြီးသားနော်။ point လည်းအဲ့လိုပဲဒီလို double click နှစ်ချက်နှိပ်ပြီးတော့ input ထဲကနေပြီးတော့ဒီ Dwaycolor ဆိုတဲ့ကောင်ကိုကျွန်တော်တို့ယူပြီးတော့ပဲလှမ်းချိတ်လိုက်တာပေါ့နော်။အဲ့ဒါဆိုရင်ဒီကောင်ဒါ point အနေနဲ့ဒီကောင်ဝင်သွားပြီနော်။ color တွေက point အနေနဲ့ဝင်သွားပြီ။နောက်တစ်ခုကကျွန်တော်တို့ကဒီ trace ထည့်ပေါ့နော်။ trace အချောင်းလေးတွေပေါ်လာအောင်ထည့်။အဲ့တော့ဒီအချောင်းလေးတွေပေါ်အောင်ဆို trace ထဲမှာထည့်တာရှိတယ်လို့ပြောတာအဲ့တော့ကျွန်တော်တို့ထည့်ဒါပေမဲ့အဲ့ကောင်ကဘာလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီကောင်ကဒီမှာနော်အဲ့တခုကောင်းတာဗျာဒီမှာနော်ကျွန်တော်တို့တခုကိုသိချင်တယ်ဆိုရင်ဒီဘက်က help file ကိုဖွင့်လိုက်တာ ਨੇ ဒီ Dwayhoe trace ဆိုတာဘာလဲဆိုတာသိရနော် trace တဲ့ coordinate are generated automatically when you create a Dwayhoe database နော် Dwayhoe database ဖန်တီးပြီးရတယ်သူကဒီ coordinate တွေကိုအဲ့လိုလေးဖန်တီးပြီးနိုင်တယ် the database contains the caller and optionally survey data need generate the trace เนาะအဲ့တော့ကျွန်တော်တို့ကဒီမှာလာပြီเนาะ survey data เนาะ download survey data တွေရဲ့ကျွန်တော်တို့ကtrace အနေနဲ့ထည့်မယ်ဆိုရင်ဒီကောင်ကိုထည့်တယ်ပေါ့เนาะအဲ့ပြီးတော့ select display visit Dwayhoe trace from the menu double click the Dwayhoe trace ဘယ်လိုထည့်ရမလဲဆိုတာပါသူကပြောပြီးသားအဲ့ဒါဆိုတော့ကျွန်တော်တို့ကလည်းအဲ့ဒါကိုဆွမ်းနာလို့ double click နှိပ်လိုက်တယ်ပြီးရတယ်ဒီကောင်ကိုကျွန်တော်တို့ကအဲ့ဒါ database ထဲကနေကျွန်တော်ယူမယ် select လုပ်လိုက်မယ်နော် select လုပ်လိုက်မယ်အဲဒီမှာကျွန်တော်တို့ကဆွမ်းနာပေါ်ကျွန်တော်တို့လူချင်တဲ့ဟာကိုထည့်ပြီးသားအဲ့တော့ show whole name တွေကျွန်တော်တို့ထည့်မယ်ပြီးရင်ဒီကောင်ကိုကျွန်တော် auto လေးပဲယူထားမယ်ဒီမှာတရားဒါလေး auto လေးရေးထားမယ် input နော်အဲဒီကောင်ကျွန်တော်တို့က STD ဆိုတော့ကျွန်တော်တို့ရဲ့ database နော်ဆိုတော့ကျွန်တော်တို့စောက်ထားတဲ့ database ကိုယူမယ်အဲဒီ trace default color လေးကိုကျွန်တော်တို့အရောင်ပြောင်းပြန်လာစသဖြင့်ပေါ့နော်ပြောင်းလာတဲ့ theme to လေးလာ medium လေးလာပေါ့နော်အဲလေးကိုသွားမယ်နောက် who depth တွေပြချင်သေးလားပေါ့နော်နောက်က color ပေါ့နော် color fee ပေါ့ show color fee ပါဆိုရင်ဗာပြချင်တယ် who id ပြချင် who id ကျွေးထားလိုက်ပေါ့နော်color အရောင်ခွဲလို့ရမယ် download data တွေထည့်မလားထည့်လို့ရတယ်နော်ဆိုကျွန်တော်တို့ဒါလေးအရင်ထည့်ကြည့်လိုက်နော်အဲ trace တွေကကျွန်တော် okay နေကြည့်လိုက်မယ်အော်ဒီတော့ sample လေးထည့်ခိုင်းတာနော် sample fee ပေါ့နော်sample fee က okay okay ကျွန်တော်တို့ default sample ပဲယူလိုက်နော် default sample ပဲဒီကောင်ကျွန်တော်တို့က mail လေးနဲ့ account mail လေးနဲ့ယူလိုက်မယ် account လေးနဲ့ပြပြစမ်းမသိတာလေ ND လေးပြောင်းလာokay နေကြည့်အောင် okay ဒါဆိုရင်ဒီကောင်ကစပြီးတော့ဝင်သွားပြီနော်ဝင်သွားတော့ဘယ်ထဲမှာစပြီးဝင်လာတော့ဆိုတော့ဒီမှာ
ဝင်နေပြီနော်ဒီမှာရှိနေပြီနော်ဒီမှာ trace အနေနဲ့ဝင်နေပြီဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီ trace ကအချောင်းလေးတွေမြင်အောင်မှာမဟုတ်ဘူးနော်ဒီမှာကြည့်လိုက်လို့ရှိရင်အချောင်းလေးတွေစပြီးမြင်ရပြီနော်ကျွန်တော်တို့စာပေမှာ front to တွေမှာကျွန်တော်တို့ကဘယ်လိုဆောင်းလဲဘယ်လိုဖြစ်တယ် assignment တွေ dip တွေသာထည့်ပေးခဲ့မယ်ဆိုရင်ဒီကောင်လေးတွေကအချောင်းလေးတွေအပြိုင်လေးတွေအဆောင်းလေးတွေစသဖြင့်အဲ့ဒါလေးတွေပုံမှာနော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီကောင်ကိုကျွန်တော်တို့ကခဏနေနော်ဟိုကောင်ကကောလာဒီစာပါစာဟူ name ပါဟူ name မှာကျွန်တော်တို့စင်တာမှာထားကြည့်လိုက်နော်ဟူ name ဒီကောင်နဲ့ဒီလိုဒေါင်လာကြည့်ဖြစ်နေလို့ကြည့်မကောင်းဘူးနော်အဲ့ကောင်ပြင်ချင်းဟူ name ကနေပြီးတော့တွားပြီးတော့စင်တာ okay ဆိုပြီးလုပ်လိုက်ရင်ဒါလေးကလောက်ပါနော်အဲ့တော့ဆိုအဲ့လိုအချောင်းလေးတွေပေါ်လာနော်အဲ့အချောင်းလေးတွေပေါ်လာပြီဆိုတော့ပေါ်လာပြီဒါပေမဲ့ဒီကောင်ကပဲပေါ်မှာဆိုတော့ဒီ tray hole ရဲ့ trace တွေကိုလှမ်းပြီးစီအောင်နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒီကောင် save from s ပြီးရင်ကျွန်တော်တို့ကဒီမှာ stat လို့ပြရတယ်နော်ကျွန်တော်အဲ့ကောင်မထည့်ဘူးကျွန်တော်အဲ့ဒါပါလဲဆို sta ဒီကောင်ကဒီ trace အနေနဲ့ကျွန်တော်ထည့်တာ hole ရဲ့ trace တွေနော် hole ရဲ့ trace တွေဆိုပြီးကျွန်တော်လှမ်းပြထည့်လိုက်အဲ့ဆိုရင်သူကဘယ်ရောက်သွားဆိုတော့ဒီထဲကိုတစ်ခါလေးစီပါတယ်နော်အဲ့ဆိုရင်ဒီကောင်ကို remove လုပ်လိုက်လေသူကပြဿနာမရှိဘူးဒီကောင် right click တောင်း save ဆိုတာနဲ့display ဆိုတာနဲ့သူကဒီမှာဒီ tray hole လေးတွေပေါ်လာဒါဆိုရင်ဒါကျွန်တော်တို့ကဒါ tray hole လေးတွေပေါ်လာတဲ့အဆင့်ထိရောက်ပြီနော်ဗီဒီယိုရမ်းရှည်တော့မှဆိုလို့ဒီအဆင့်မှာရင်ကျွန်တော်ခဏရံမယ်ရှယ်ပြီးတော့ကြတော့နောက် step တွေမှာကျွန်တော်တို့ဒီ methodology တွေဘယ်လိုထည့်မလဲ tray hole value တွေဘယ်လိုထည့်မလဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးဟာတွေကျွန်တော်ဆက်ပြီးပြောသွားမှာဖြစ်တယ်